အားလုံးပဲတမက်စားကြပါအောင်ခင်ဗျာဒီနေ့ကတော့ကျွန်တော်အခုကွန်မန့်တွေရဲ့လက်ရနဲ့ share ဆွဲမယ်ပေါ့ခင်ဗျာမြစ်ကြော်မဲသွေးခဲကြော်ခရမ်းသီးနှက်ပြီးရင်ဒီ18မျိုးအစက်ထဲမှာပါတဲ့ငါ6ထောင်းကြော်ရဲ့ဒါငရုတ်သီးကြော်လေးရဲ့ထည့်ထားတယ်ပေါ့နော်ကဲစားကြပါဦးမှုေးနေတာပဲလက်နဲ့ပဲဆွဲပြီဟင်းွက်တွေချမနေတော့ဘူးဒါပေမဲ့ပုံပြီးတော့ပဲဆက်လိုက်တယ်မြစ်ကြော်ဆိုရမ်းကောင်းပါတယ်အရသာထိမိနေရောမဲသွေးကတော်ကောင်းပါတယ်မြစ်ကြော်ဆက်ဆက်ကလေးရန်ဒီကတော့အရေးလဲတောက်ရအောင်နှပ်ပေးထားတာပေါ့နော်ကျွန်တော်ကတော့အရေးတောက်တော့သိပြီးတော့မကြိုက်ဘူးဒီတိုင်းပဲနေစားရတာကိုကြိုက်တယ်မဲသွေးကကောင်းတာတော်ကောင်းပါတယ်ထိမိနေပါတယ်ဒီဟင်းတွေကအိမ်မှာသီးတန့်ချက်တဲ့ဟင်းတွေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီရောင်းတဲ့ဟင်းတွေကတစည်းတောင်မနိုင်ဘူးကျွန်တော်တို့ကဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါစားသုံးသူတွေကို respect ပေးတာပေါ့နော်ကိုယ့်ရဲ့ကျေးဇူးရှင်ထမင်းရှင်တွေလိုပဲသဘောထားတဲ့အတွက်ကျွန်တော်တို့ကဥဥဖျားဖျားလုံးဝမစားပါဘူးအိုးတောင်လုံးမစားပါဘူးဘာဖြစ်လို့လဲဆိုတော့
respect ပေးတာပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ရဲ့ရောသေးခိုင်းဆိုင်မှုပေါ့နော်ဒါကိုယ်တိုင်ကိုသိနေဖို့ပဲလို့တာဒါအလေးထားတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာပါတကယ်ကိုချက်ကောင်းပါတယ်လက်ရအရင်ကောင်းပါတယ်အားလုံးနှုတ်ဆက်ပါတယ်เนาะအခုလိုမျိုးဟင်းလေးတွေကိုစားကြတယ်ဆိုလို့ရှိရင်เนาะဥက္ကဋ္ဌကြီးကိုဟယ်လိုလိုက်ပါခင်ဗျာ